ဒီထနောင်းမင်ရွာကလေးကတော့ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ရင်အရန်အယူတီးတက်ကြတယ်ဗျဒီရွာမှာနာမည်ကြီးတဲ့အထက်လန်းဆရာကြီးတယောက်လည်းရှိပါတယ်ဆရာကြီးရဲ့နာမည်ကဦးဖုံးမော်တဲ့ဗျဆရာကြီးအိမ်ကရွာရဲ့အစွန်းမှာရှိပါတယ်ဆရာကြီးစီမှာပညာလာသင်ကြတဲ့တပည့်တပန်းတွေဆိုလည်းအများကြီးရှိတယ်ဗျအဲ့ဒီတပည့်တွေထဲမှာနောက်ဆုံးရောက်လာတဲ့ဇာနေဆိုတဲ့တပည့်လေးကိုဆရာကြီးကအင်မတန်သဘောတွေ့နေမိပါတယ်ဇာနီကဒီရွာခံသားပဲဗျတရေနှင်နာတို့အပနှင်နာတို့ကိုငငယ်လေးကလေးကစိတ်ဝင်စားနေခဲ့သူတယောက်လည်းဖြစ်ပါတယ်အရွယ်ရောက်လာတော့တွေ့ဝေးမနေပဲတပည့်ခံဖို့ဆရာကြီးဦးဖုံးမော်စီကိုရောက်လာခဲ့တယ်ဗျတနေ့တော့ရွာသားတယောက်အလောတကြီးပြေးလာပြီးတရေနှင်ပေးဖို့ဆရာကြီးကိုလာပင့်ခဲ့ပါတယ်ဆရာကြီးအရေးကြီးတယ်ဗျလူတယောက်ကိုတရေဝင်ပူးနေတယ်ဗျဟုတ်ပြီငါအခုချက်ချင်းလိုက်လာခဲ့မယ်ဆရာကြီးကဇာနိကိုပါသူနဲ့အတူခေါ်သွားခဲ့ပါတယ်သူတို့ရောက်ထားတဲ့ပလက်အနေအထားကရုံကရင်အော်ဟစ်နေတဲ့လူလာပိုင်းအရွယ်မျိုးသမီးတယောက်ကိုတွေးလိုက်ရတယ်ဗျသူမရဲ့သားကတော့သူမကိုအသေးအချာလေးယူတဆိုင်နဲ့ဖမ်းချုပ်ထားပေးပါတယ်မင်းမတူလဲဒီခန္ဓာရတဲ့အခုချက်ချင်းထွက်သွားစမ်းမတော်နိုင်ဘူးငါနဲ့ကိုကြောက်ဘူးဝင်ပူးနေတဲ့တရေကဆရာကြီးဖုံးမော်ကိုလုံးဝမကြောက်ပါဘူးဒါကြောင့်ဆရာကြီးကသူ့ရဲ့မော်ဓာတ်ကိုထုတ်ပြီးဂါရာရွတ်ခဲ့လိုက်ပါတယ်ဓာပြားလေးနဲ့သူမရဲ့ခေါင်းကိုအနှဲငယ်ထိုးဆက်လိုက်တော့မှဝင်ပူးနေတဲ့တရေကနာကျင်လုံးတာကြောင့်စူးစူးဝါဝါအော်ဟစ်နေတော့တယ်ဗျငါမကျင်တတ်ဘူးငါသူ့ကိုစားမှကျင်တတ်တယ်မထွက်ချင်ဘူးပေါ့ဟုတ်လားပြောပြီးတာနဲ့ဆရာကြီးကအသင့်ယူလာတဲ့ပရိတ်ရင်နဲ့သူမရဲ့ဦးခေါင်းကိုဖြန့်ပတ်လိုက်ပါတယ်အဲ့ဒီအချိန်မိကလေးအော်ဟစ်ငိုယူရုံရင်ဆက်ခတ်လို့ရင်းနဲ့တရေကပြန်ထွက်သွားခဲ့တယ်ဗျလာကြည့်တဲ့ရွာသားတွေကလည်းဆရာကြီးကိုကျေးဇူးတင်နေခဲ့ကြပါတယ်ဆရာကြီးဖုံးမော်ရဲ့ပညာနဲ့တတ်တိကိုမလေးစားပဲမနေနိုင်ကြပါဘူးမင်းဒုတ်တို့ဓာတ်တို့လှန်တို့တနတ်တို့ပြီးချင်လားမင်းအကျိုးမှာဒုတ်ဓာတ်လှန်တနတ်ပြီးတဲ့အင်ကွက်ကိုငါထိုးပေးမယ်ဒါဆိုမင်းရဲ့အရေးပြားကိုဘာမှထိုးဖောက်လို့မရတော့ဘူးအေးတခုတော့ရှိတယ်ကွာဒီအင်ကွက်ကိုထိုးထားတဲ့သူကကံကားပါးကိုစောင်းထင်းရတယ်ဖောက်ပြက်မိတာနဲ့မင်းရဲ့အင်ကွက်ကမင်းကိုသေးတဲ့အထိဒုက္ခပြန်ပေးလိမ့်မယ်ဟုတ်ထိုးပေးပါဆရာကျွန်တော်လက်ခံပါတယ်ကျွန်တော်အသေးချာစောင့်ထိန်ပါမယ်ဗျအဲဒီနောက်အင်ကွက်အစီအရင်ကိုကြောမှာထိုးပေးနေခဲ့ပါတယ်ဆရာကြီးကဇာနီကိုသူ့နေရာစီစက္ကန့်စေခြင်းနေခဲ့တယ်ဗျသူပညာတွေကိုနောင်လာနောက်သားတွေကိုလက်ဆင့်ကမ်းဝေမျှနိုင်မှုရွာခံဖြစ်တဲ့ဇာနီကိုအားကိုးနေမိခဲ့တယ်ဗျအင်ကွက်အစီအရင်ထိုးပြီးတာနဲ့ဇာနီကစုံတယောက်ဝင်ပူးတယ်လို့ပါဇက်ဇက်တုံသွားတာကြောင့်အစီအရင်အောင်မြင်သွားမှန်းဆရာကြီးသိလိုက်ပါတယ်ကဲဇာနီမင်းတော့အောင်မြင်သွားပြီနောက်ဆိုရင်ငါရဲ့တာဝန်တွေကိုခွဲယူပေးဖို့မင်းတင်လို့ရတယ်အဲဒီနောက်ပိုင်းတရေနေတဲ့အချိန်တိုင်းဆရာကြီးကဇာနီကိုခေါ်သွားပြီးသူ့မျက်စိရှိတင်တင်ကြားပြသပေးခဲ့ပါတယ်ဒါပေမဲ့လည်းဆရာကြီးကဇာနီတယောက်တည်းဘယ်တော့မှမလို့ရဲသေးပါဘူးဘေးကနေအမြဲတမ်းဂယုတဆိုင်နဲ့တင်ပေးနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဇာနီကကိုယုံကြည်မှုလွန်ကဲနေတာကြောင့်အမားလုံးမိမှာကိုဆရာကြီးကစိုးရိမ်နေခဲ့တာပါ။ပြီးတော့သူထိုးပေးခဲ့တဲ့အင်းတွေကဒုက္ခပြန်ပေးနိုင်မှန်ဆရာကြီးကောင်းကောင်းသိနေခဲ့ပါတယ်။တနေ့တော့ဆရာကြီးကအခြားမြို့တစ်မြို့မှာတရေဝင်ပူးနေတဲ့သူကိုကဲဖို့တွားရမှာမို့ဇာနီကိုအိမ်ဆောင်ခိုင်းခဲ့တယ်ဗျ။ရဲအတော်ကြာသွားမှာကြောင့်ဇာနီကိုလည်းမှားစရာရှိတာတွေကိုထပ်တလဲလဲမှားနေခဲ့ပါတယ်ဆရာမပူပါနဲ့ကျွန်တော်အသေးချာဂယူးဆိုင်ပါမယ်ညနေခင်းရောက်တော့ဇာနီအိတ်ရှိကွပ်ပစ်လေးပေါ်မှာထိုင်နားနေခဲ့တယ်ဗျရုတ်တရက်သူနဲ့ရွယ်သူဖုံးမွင်ထွားကောင်မလေးတယောက်ဆိုင်ကယ်စီးပြီးရောက်လာခဲ့ပါတယ်ကိုကြီးရေဘာကြီးဖောင်းမရှိလားရှင်ညီမကသူ့ထုံမှာစုနေမှာ
မေကဘာကြီးအတွက်ငှက်ပြောသီးမဲတွေပို့ခိုင်းလိုက်လို့ရှင့် မရှိဘူးဗျအိမ်ထဲမှာသွားထည့်ထားလိုက်ပါနော်စုနဲ့အိမ်နဲ့ဝင်သွားနေတော့ဇာတိစိတ်တွေသူ့မောင်တတ်မှတ်တဲ့စိတ်တွေကတဖွာဖွာပေါ်လာခဲ့တာနဲ့အိမ်ပေါ်လိုက်သွားခဲ့ပါတယ်ပြီးတော့စိတ်မထိန်နိုင်ပဲသူမကိုအလိုမတူပဲအတင်းအာရမပြုတ်ကျင့်မိခဲ့တယ်ဗျစုနှင်းခမကြောက်စိတ်နဲ့ရှက်စိတ်တွေကြောင့်အင်ကိုပဲအမြန်ပြန်သွားခဲ့လိုက်ပါတယ်ဇာနီကတော့သူအမားလှုပ်လိုက်တာကိုတော့နောင်နာရအောင်မှမသိသေးပါဘူးမနက်မိုးလင်းတော့ကောင်မလေးတယောက်ဂျိုးဆွဲချတေဆုံးနေတဲ့တဲ့ရင်ကရွာထဲမှာပြန့်နှံ့နေခဲ့ပါတယ်အဲ့တေဆုံးသွားတဲ့ကောင်မလေးကဆရာကြီးရဲ့တူမဖြစ်တဲ့စူးနှင်းဖြစ်နေခဲ့တယ်ဗျသူမကရုပ်ရည်ချောမောလှပပြီးအကျင့်စာရိတ္တအင်မတန်ကောင်းမွန်တဲ့သူလည်းဖြစ်ပါတယ်ပညာရေးမှာလည်းထူးချွန်တယ်လို့သူမရဲ့အိမ်နဲ့လည်းပြဿနာမတက်ခဲ့ဘူးပါဘူးစူးနှင်းတို့မိသားစုကစီးပွားရေးအဆင်ပြေပြီးပျော်ရွှင်အေးချမ်းတဲ့မိသားစုလေးလည်းဖြစ်ပါတယ်သူမလိုလူကဘာကြောင့်အခုလိုဖြစ်ရတာလဲဆိုတာကိုရွာသားတွေနားမလည်နိုင်အောင်ဖြစ်နေကြကြတယ်ဗျ။စူနီရဲ့အဆုံးစီရင်မှုကြောင့်တရွာလုံးဝမ်းနဲ့ပူဆွေးနေမိခဲ့ပါတယ်။ဒါပေမဲ့လည်းဆရာကြီးဖုံးမော်ကိုဆက်သွယ်လို့မရသေးပါဘူး။တိုက်တဲ့ဆိုင်ပဲဆရာကြီးကဖုံးလိုက်မမိတဲ့နေရာကိုရောက်နေခဲ့တယ်ဗျ။ဒါကြောင့်ရွာသားတွေကအဖြစ်မှန်ကိုသိရဖို့ဆရာကြီးကိုပဲစောင့်မျှော်နေကြပါတယ်ဆရာကြီးပြန်လျှောက်လာလို့စူနီရဲ့ဝိညာဉ်ကိုခေါ်မေးလိုက်တာနဲ့အကြောင်းစုံသိနိုင်ပြီဖြစ်တာကြောင့်ပါညနေရောက်တော့အိမ်မှာအရေးကြီးကိစ္စရှိလို့ဆိုပြီးဇာနီအဖေကဇာနီကိုလာခေါ်ခဲ့တယ်ဗျဇာနီအိမ်ရောက်သွားတော့တရေဝင်ပူးနေတဲ့သူ့အမေကိုတွေးလိုက်ရပါတယ်သူ့အမေကသူ့မျက်နှာကိုလက်ညှိုးကောင်းကောင်းထိုးပြီးသူ့ကိုတခုလှုပ်တော့မဲ့ပုံနဲ့အညိုတကြီးစိုက်ကြည့်နေခဲ့တယ်ဗျဘယ်တရေကငါအမေကိုယ်ထဲကိုဝင်ရဲတာလဲကွာအေးတကယ်လို့မင်းမထွက်သွားရင်ငါအကြောင်းသိပြီသားမှတ် စိတ်ကအဆုတ်ပြက်မင်းကလုံးဝမကြောက်ဘူးဒီနေ့နေအသက်ကိုရအောင်နှုတ်ယူကြမယ် တရေကသူ့လက်ဘင်းကိုပြစ်ဖို့လာနေတော့မှပဲဇာနီကဂါရာကိုရွတ်လိုက်တာကြောင့်တရေနာနာချင်းချင်းအော်ဟစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဇာနီအဖေကိုတစုံတစ်ယောက်ကဝင်ပူးသလိုဖြစ်သွားပြီးချက်ချင်းပဲသူ့မိမရဲ့ဝပိသားထမင်းတစ်ထည်ကိုအမြန်ပြေးယူကဇာနီခေါင်းပေါ်ကိုစွတ်ခဲ့လိုက်တယ်ဗျဇာနီတယောက်မီးလောင်ခံရတယ်လို့ပူလောင်တဲ့တန်းကိုလူလှိမ့်နေအောင်ခံစားခဲ့ရပါတယ်ဆရာကြီးဖုံးမော်အိမ်ပြန်ရောက်လာတော့လူတယောက်မှမတွေ့တာနဲ့ရွာသားတွေကိုမေးလိုက်တော့မှဇာနီသူ့အမေတရေဝင်ပူးလို့အိမ်ပြန်သွားတဲ့အကြောင်းရွာသားတွေကပြောပြခဲ့ကြတယ်ဗျဒီတော့ဆရာကြီးဖုံးမော်ဇာနီအိမ်ကိုလိုက်သွားခဲ့ပါတယ်အိမ်ရောက်တာနဲ့ကြိုင်မြေမော်ပက်လက်လဲနေတဲ့ဇာနီကိုတွေ့လိုက်ရတယ်ဗျဒါကြောင့်ဇာနီကိုကူဖို့လုပ်နေတော့ဇာနီအမေကသူ့ကိုမျက်နှာငယ်လေးနဲ့စကားလှမ်းပြောလာခဲ့ပါတယ်ဘာကြီးသမီးစုနေမှာသမီးကိုကဲပါအောင်ဇာနီကသမီးကိုအတင်းအဓမ္မပြုတ်ကျင့်လိုက်တယ်သမီးလည်းရှက်လို့ကိုအဆုံးစီရေးခဲမိတယ်ပါကြီးရွာသားတွေအဲစကားကိုကြားတော့အိမ်ထဲဝင်ပြီးဇာနီကိုမှတ်လောက်သားလောက်အောင်ပညာပေးဖို့တိုင်ပင်ခဲ့ကြပါတယ်ဒါပေမဲ့ရွာသားတွေဘာမှလုပ်เสียမလိုလိုက်ပါဘူးဇာနီကြောမှာထိုးထားတဲ့အင်ကွက်အစီအရှင်ကမကောင်းတာလုပ်မိတဲ့သူ့ရဲ့အသက်ကိုပြန်နှုတ်ယူသွားခဲ့ပါတယ်စူနေရဲ့ဘာကြီးတူမလေးရဲ့ဘာကြီးတောင်းမှမှာလဲကွယ်ဒီလိုအောက်တန်းကြတဲ့ကောင်ခေါ်ထားမိလို့တူမလေးအခုလိုအဖြစ်ဆိုးမျိုးနဲ့ကျုံရတာဒါပေမဲ့ဇာနီကိုခွန့်လွှတ်လိုက်ပါတော့နော်သူပြောတဲ့အတိုင်းသူပြန်ခံလိုက်ရပြီပဲတူမလေးလည်းဒီခန္ဓာကိုယ်တွေကပြန်ထွက်သွားတော့နော်ဘာကြီးကတူမလေးရဲ့ဝိညာဉ်ကိုပြန်ခေါ်ပြီးတော့ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပေးပါမယ်အမျှဝေတဲ့အခါမှာတာတို့ခေါ်ဖို့မမိတ်ပါနဲ့တူမလေးဘာကြီးရဲ့တူမလေးပူကောင်းတဲ့ဘုံဘဝတစ်ခုမှာအေးချမ်းချမ်းနေနိုင်ပါစေကွယ်ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းဆရာကြီးဖုံးမော်ဟာသူ့စီပညာလာသင်မဲ့တပည့်တွေကိုလုံးဝလက်မခံတော့ပါဘူးသူမဖြစ်သူစုနှင်းအတွက်လည်းယေရှုပြီးနှစ်စဉ်နှစ်တိုင်းမမေ့မလျော့အလူကြီးတွေပေးနေခဲ့ပါတယ်ဟုတ်ကဲ့ဇလန်းလေးကောဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ
CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျင့်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ